လာပါကျွန်တော်ရဲ့စိန်တူးတီ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒါမှပဲ23ရက်6လပိုင်းမှာ29ရက်6လပိုင်းထိကျွန်တော်စီမှာဝယ်ယူအားပေးလို့ရနိုင်တဲ့တပတ်စာကက်လေးနဲ့မိတ်ဆက်ပေးသွားပါမယ်ကျွန်တော်စီမှာဆိုလို့ရှိရင်တပတ်စာကက်လေးတွေကတပတ်အတွင်းမပြောက်ထိတ်တဲ့ထိတ်ကက်လေးလည်းရှိပါမယ်ဒါပြင်နောက်ထပ်ကျွန်တော်စီမှာဇာတို့ပဲဒီတစ်လုံးကက်လေးလည်းရရှိနိုင်ပါမယ်ဒီကက်လေးနှစ်ကက်အားဆိုလို့ရှိရင်ကက်တန်ကြီး1000နဲ့အပြန်ကိုဆွမ်းပြတဲ့ကက်လေးပဲဖြစ်ပါတယ်ကျွန်တော်စီမှာဒီကက်လေးနှစ်ကက်အပြင်အမြဲတမ်းရှုံးများနေတဲ့လူတွေနဲ့ကျွန်တော်ကိုယ်တိုင်ကအမြဲအားကိုးနေရတဲ့တစ်ပတ်တွင်3000နဲ့ share page ကက်လေးလည်းရရှိနိုင်ပါတယ်ပြီးခဲ့တဲ့ဘက်ကကျွန်တော်စီမှာဒီကက်လေးရဲ့အောင်မြင်မှုလေးတွေကိုနမူနာပြပေးသွားပါမယ်ကျွန်တော်ရဲ့3000နဲ့ share page ကက်လေးရဆိုလို့ရှိရင်3 page 10 page အနေနဲ့ပြီးခဲ့တဲ့ဘက်ကအောင်မြင်ရဖြစ်ပါတယ်ကျွန်တော်ရဲ့ဇာတို့ပဲဒီတစ်လုံးကက်လေးရဆိုလို့ရှိရင်လည်းနှစ်ပိုင်းပဲဒီအနေနဲ့ဆွမ်းပြခဲ့ရဖြစ်ပါတယ်ကျွန်တော်ရဲ့ထိန်းတဲ့ထိတ်ကက်လေးရဆိုလို့ရှိရင်လည်းဒီမပြောက်ထိန်းတဲ့ထိတ်ကက်လေးကရှစ်ထိတ်ကိုထိတ်အနေနဲ့ပြီးခဲ့တဲ့ဘက်ကအောင်မြင်မှုတွေတည်တည်ရရှိခဲ့ကြဖြစ်ပါတယ်ဒါမဲ့ဘက်မှာဒီကက်လေးတွေကိုစော်ကစားခြင်းနဲ့မိတ်ဆွေတွေကကျွန်တော်ရဲ့ Telegram channel နဲ့ Viber channel လေးမှာလာရောက်ပြီးဝယ်ယူအားပေးလို့ရပါတယ်ကျွန်တော်ရဲ့ Telegram channel နဲ့ Viber channel လေးတွေကို comment မှာနှိပ်ချပေးထားပါမယ်ဗျကျွန်တော်ရဲ့ Telegram ဖုန်းနံပါတ်နဲ့ Viber ဖုန်းနံပါတ်တွေဖြစ်ကြတဲ့39960106နဲ့မှာလည်းဟိုင်းပြီးတော့လာရောက်ဝယ်ယူအားပေးလို့ရပါတယ်ကဲအဲ့ဒါဆိုရင်နောက်ဘက်မှာကျွန်တော်ရဲ့ဒီ3000နဲ့ share page ကက်လေးနဲ့ထိန်းတဲ့ထိတ်ကက်ဇာတို့ဘက်ဒီတစ်လုံးကက်လေးနဲ့အပိုင်ဆုံးမဲ့အမျိုးကလာရောက်ပြီးဝယ်ယူအားပေးလို့ရပါပြီကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးတော့အားပေးထားလို့ရပါတယ်အားလုံးပဲတရားသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်မျိုးရဲ့စိတ်ပါ